အားလုံးမင်္ဂလာပါဒီနေ့ပြောမယ့်စကားကတော့အိမ်ရှိဘူးအိမ်တော့မချမ်းသာဆိုတဲ့စကားလေးပြောခြင်းလို့ပေါ့ကျွန်တော်တို့ရွှေကျော်ဆိုတဲ့အမည်တက်ထားတဲ့အချိန်ကစပြီးတော့နော်ဂိုင်းတော်ကျော်ဖာဘိုးတို့ဟန်အဖေဦးမြခင်တို့ရဲ့ဆုံးမဩဝါဒနော်နိုင်ကဆရာကြီးဖေဦးဆန့်သေးတို့ရဲ့ဆုံးမဩဝါဒတွေကကျွန်တော်မျက်လုံးမျက်နှာရနဲ့ပြောနေတာမဟုတ်ပါဘူးနော်ဒါကိုရှင်းရှင်းလေးသိသိခြင်းရွှေကျော်မှန်ရင်သူတော်ကောင်းပညာသူတော်ကောင်းဆိုရင်သူတော်မှကိုကောင်းတာပညာမဟုတ်ဘူးနော်သူမတော်လဲကိုကကောင်းရမယ်တူတယောက်တည်းကောင်းလို့မရဘူးအားလုံးဝိုင်းကောင်းမှကောင်းမှာဒါလေးကိုပြောခြင်းတယ်လူမှန်ရင်ဂိုင်းတော်ပညာမြတ်ကြီးကိုလက်ခံထားတဲ့ပုံကိုမှန်ရင်အတက်နိုင်ဆုံးနော်ဒါနသီလဘာဝနာတိခဏ်ခြင်းတရားတွေကိုအတက်နိုင်ဆုံးထားပြီးပါလူလိုနားလည်မယ်နော်ဘာသာတရားကိုနားလည်မယ်ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အလျောက်ဂိုင်းတော်မြတ်ကြီးရဲ့ဥတီချက်ဒါရိုက်ရှင်ကလည်းနော်ဗုဒ္ဓရဲ့အဆုံးအမတိုင်းသွားတယ်ဆိုတာကိုသိရပါပဲလူဆိုတာလောဘဒေါသမောဟဆိုတဲ့ပုရုဇဉ်စိတ်မကုန်သေးဘူးဆိုတာကိုတော့နားလည်ပါတယ်သို့တော့ပုရုဇဉ်စိတ်ဆိုတဲ့သဘောတရားမှာကျွန်တော်တို့ဒီအန္တပုရုဇဉ်မဟုတ်ပါဘူးအန္တပုရုဇဉ်ဆိုတာဘသူတေတေငတေမှာပြီးရောကိုလှုပ်ချင်တာလုပ်မယ်ဆိုတာအဲ့ဒါအန္တပုရုဇဉ်ပါကျွန်တော်တို့ကအန္တပုရုဇဉ်မဟုတ်ဘူးဘာကြောင့်လဲအရိယာဂိုင်းကိုဝင်ထားတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်ဆရာသမားတွေဖြစ်တဲ့အတွက်ဆရာဆရာမတွေဖြစ်တဲ့အတွက်လောဘဒေါသမောဟတော့ရှိပါတယ်ဒါပေမဲ့အဲ့လောဘဒေါသမောဟတွေကိုနော်အာလောဘအာဒေါသအာမောဟဆိုတဲ့အပြုသဘောဆောင်တဲ့လောဘဒေါသမျိုးတာဖြစ်စေခြင်းပါလေနော်ဘာကြောင့်လဲဆိုတော့အိမ်ရှိဘူးအိမ်တော့မချမ်းသာဘူးသူတော်ကောင်းဆိုတာခင်ဗျားတို့တော့မသိဘူးကြာကျွန်တော်ကတော့တကယ်ကိုစိတ်ကိုညစ်တယ်စိတ်ကိုအာရုံနောက်တယ်နော်ဘာကြောင့်လဲဆိုတော့ social media ခေတ်ရောက်တဲ့အခါမှာဖုန်းလေးဖွင့်လိုက်ရင်စိတ်ချမ်းမြေ့စရာပဲတွေ့ကျင်တယ်ကြာနော်ဘာကြောင့်လဲဆိုတော့အရိယာသူတော်ကောင်းပညာကိုယူထားပြီးအရိယာသူတော်ကောင်းစိတ်ဓာတ်တွေကိုနှမ်းစီးတစည်းတော့မရှိရင်အဆင်မပြေပါဘူးဒါကြောင့်မလို့ရွှေရင်ကျော်ဘယ်ရွှေရင်ကျော်ပဲဖြစ်ဖြစ်ပေါ့ဗျာနော်ရွှေရင်ကျော်လို့အမိတက်လိုက်လို့ဆိုရင်ရွှေရင်ကျော်အစစ်အမှန်ယူထားတဲ့ဆရာကြီးတွေကစိတ်ချမ်းမြေ့ကြမှာမဟုတ်ပါဘူးသူတို့စိတ်မချမ်းမြေ့ရင်လည်းစိတ်မချမ်းမြေ့အောင်လုပ်တဲ့ပုံကိုယ်တွေဒီလေယခုဘဝဟာတူတောင်းပါတယ်နော်လူဘဝဆိုတော့တူတူလေးပါမယုံဆောင်ကြည့်ပါနော်မနဲ့နဲ့ညဆိုခဏလေးပဲအဲ့ဒါကိုဘဝကြီးမထင်နဲ့တန်တရားကြီးကရှေးတာနော်ရှေးတယ်ဆိုတော့ဘဝပေါင်းအများကြီးဖြတ်ကျော်ရမှာဒါကြောင့်မလို့မိမိရဲ့စိတ်ကိုတတ်နိုင်ဆုံးထိန်းပြီးတော့တိခံတဲ့တာကိုတိခံပြီးတော့နော်ရှော့တဲ့တာရှော့ပြီးတော့ဘဝကိုရှောက်လန်းကြပါလို့ဒါလေးကိုအကြံပြုချင်ပါတယ်